အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကအထက်တန်းရှင်နေဒေါ်စုတနာတီဖြစ်ပါတယ်အဲ့တော့ကျွန်မဒီနေ့ဆွေးနွေးတင်ပြပေးသွားမယ့်အကြောင်းအရာလေးကတော့တလင်တမယာစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုံမှာ73ကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဒီဥပဒေမှာဆိုလို့ရှင်ပေါ့နော်ပြည်ထောင်ချမှတ်ခံခဲ့ပြီးတဲ့အခါမှာထောင်ကနေပြန်ထွက်လာတဲ့အခါမှာပေါ့နော်ထပ်ပြီးတော့ဒီလိုမျိုးပဲအိမ်တော်ရေးဖောက်ပြန်မယ်တရားမဝင်ပေါင်းသင်းနေထိုင်မယ်ထပ်မှန်ပြီးတော့ထိမ်းမြလက်ထပ်မယ်ဆိုလို့ရှင်နော်ဒီလိုမျိုးပေါ့နော်တလင်တမယာနဲ့ထပ်ပြီးတော့အရေးယူလို့ရမရဆိုတဲ့အကြောင်းလေးကိုဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပေါ့နော်တလင်တမယာစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုံမှာ73ရာသူထောင်နဲ့ချမှတ်ခံပြီးသွားပြီထောင်နဲ့ချမှတ်ခံပြီးသွားတဲ့အခါမှာသူကပြည်တယ်ချမှတ်ပြီးလို့ပြန်ထွက်လာတယ်ပေါ့နော်ထောင်ကနေပြန်ထွက်လာတဲ့အခါမှာပထမဖောက်ပြန်ခဲ့တဲ့အမျိုးသမီးနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်တော့တခြားအမျိုးသမီးတူဦးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ထပ်ပြီးတော့တရားမဝင်ပေါင်းသင်းနေထိုင်နေထိမ်းမြလက်ထက်တယ်ဆိုလို့ရှင်တော့ထပ်ပြီးတော့အရေးယူလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဒီပုံမှန်73နဲ့ပြည်တယ်ချမှတ်ခံခဲ့ရတာနဲ့တလင်တိုင်လင်မယားပေါ့နော်တရားဝင်ကွာရှင်းပြီးသွားဖြစ်သွားတာမျိုးမဟုတ်ပါဘူးရှင်တရားဝင်ကွာရှင်းပြီးသွားဖြစ်သွားတာမျိုးမဟုတ်တဲ့အတွက်နေပြီးတော့ဒါပထမအိမ်တော်နဲ့ကတီမြဲလျက်ရှိတဲ့အနေအထားမှာထပ်ပြီးတော့ထောင်ကထွက်လာတဲ့အချိန်မှာလည်းလင်မယားကွာရှင်းပြီးသားမဖြစ်တဲ့အတွက်နေပြီးတော့ပေါ့နော်သူတို့ကတရားဝင်လင်မယားအဖြစ်ရှိနေပါသေးတယ်အခါမှာထပ်ပြီးတော့ကျူးလွန်မယ်ဆိုလို့ရှင်လည်းဒီလူကိုတလင်တမယား73နဲ့နေပြီးတော့ထပ်ပြီးတော့အရေးယူလို့ရပါတယ်ပေါ့နော်အဲ့တော့ကျမတို့ကြည့်ခဲ့တဲ့ပေါ့နော်အခု line ပေါ်မှာနေပြီးတော့တိမ်ပကြီးကားလေးတွေသူ့အပိုင်းစာလေးတင်ထားတာတွေ့ရပေါ့နော်ဒီကားမှာဆိုလို့ရှိရင်မင်းသားကနောက်ဆုံးသူ့ကိုထောင်နဲ့3နှစ်ချမှတ်လိုက်တဲ့အခါမှာသူကဗာပြောသွားလဲဆိုလို့ရှိရင်ဒီမင်းသမီးကိုပြောသွားတဲ့ဟာကသူထောင်ကနေပြီးတော့ထွက်လာတဲ့အခါမှာလဲသူ့ဘဝကိုဒီပထမတော့ကပေါ့နော်သူနဲ့ဖောက်ပြန်ခဲ့တဲ့ဒီမျိုးသမီးနဲ့ပဲသူကုံဆုံးသွားမယ်ဆိုတဲ့အနေအထားလေးကိုပြောခဲ့တဲ့အတွက်တကယ်လို့များထောင်ကနေပြီးတော့ထွက်လာလို့ထပ်ပြီးတော့ပဲတရားမဝင်ပေါင်းသင်းနေထိုင်နေပေါ့နော်နောက်တစ်ခါထိမ်းမြလက်ထက်တယ်ပေါ့နော်အဲ့လိုအနေအထားမျိုးရှိခဲ့တယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ဒီပုံမှန်အရာ73ရအရေးယူလို့ရပါတယ်ရှင်ဘာဖြစ်လဲဆိုတော့သူကလင်မယားကတရားဝင်ကွာရှင်းပြီးသားမဖြစ်ဘူးပေါ့နော်မဖြစ်တဲ့အတွက်နေပြီးတော့ပထမသူ့ရဲ့အိမ်တောင်ထဲကတည်မြဲနေတဲ့အတော်တွင်မှာဒါထပ်ပြီးတော့ဖောက်ပြန်တဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့တကယ်လို့ဖြစ်တဲ့အနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်9နှစ်ထက်မပိုတဲ့ထောင်နဲ့ချမှတ်ရမယ့်အပြင်ကိုငွေဒဏ်လည်းချမှတ်နိုင်မှာဖြစ်ပါတယ်ရှင်9နှစ်ထက်မပိုတဲ့ထောင်နဲ့လို့ပြောတဲ့အတွက်ပေါ့နော်ပြောမယ်ဆို9နှစ်အတော်တွင်မှာတရားသူကြီးရဲ့ဆင်ခြင်တုံတရားအရာတင့်တော်တဲ့ပြည်ဒဏ်ကိုနေပြီးတော့ချမှတ်လို့ရပါတယ်ရှင်ပထမတော့ကတော့3နှစ်ချထားတယ်ပေါ့နော်ဒုတိယတစ်ကြိမ်ကျူးလွန်လို့ရှင်ဘယ်လောက်ချမှတ်ရမယ်ဆိုတာတော့ဥပဒေထဲမှာဖော်ပြထားတာမရှိဘူးပေါ့နော်ထပ်မံကျူးလွန်တဲ့ပြစ်မှုတွေတိုးပြီးတော့ချရမယ်ဆိုတာမျိုးဖော်ပြထားတာမရှိဘူးဒါပေမဲ့9နှစ်အတော်တွင်မှာ9နှစ်ထက်မပိုတဲ့အတော်တွင်မှာတရားသူကြီးကအမှုကြောင်းချင်းရပုံမူတည်ပြီးတော့ဒါသူရဲ့ဆင်ခြင်တုံတရားအရာပြည်ဒဏ်ချမှတ်လို့ရတဲ့အနေအထားဖြစ်ပါတယ်ရဲရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက်ပေါ့နော်ရဲစခန်းမှာနေပြီးတော့တိုင်တန်းလို့ရတဲ့အမှုမျိုးစားဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မဒီအကြောင်းလေးကိုဆွေးနွေးတင်ပြပေးသွားတာဖြစ်ပါတယ်ကြည့်ရှုပေးတဲ့သူတွေအကုန်လုံးလည်းကျေးဇူးများတင်ပါတယ်ရှင်